Okay good job တယ်ဒီသားလေးအကိုရပြီဟေးမုတ်အချိုဝဲများကတော့အာလူပူတင်2ပန်းမုတ်ကလမဲခါဒိုးတို့2ပန်းမုတ်အချိုဝဲပြုလုပ်နေတဲ့အခါမှာကျွန်တော်သားကလည်းကျွန်တော်ကိုဝိုင်းဝန်းကူညီလှူအားပေးပါတယ်အာလူပူတင်လုပ်ဖို့အတွက်အာလူပြုတ်ပြီးသွားပြီဖြစ်ပါတယ်အာလူကိုရေစစ်ပြီးဗန်းနဲ့ထည့်ပြီးရင်မေဆာနဲ့မှွေပါဖြစ်ပါတယ် Why this? Sugar. Put it in a jar. Put it in. တကြားထည့်မယ်နော် Okay. Okay ထောဘက်ကြိုပြီးသွားပြီထောဘက်ထည့်မယ်နော် Okay. Why this? B for Before Bada. Are you ready, Daddy? add for After far. Okay ထည့်မယ်နော် Okay. ကိုကိုနဲ့ထည့်မယ်နော် Okay. Are you ready? Yes. Daddy, is that a bait? Yeah, was that babe. Daddy သားလေးအားကိုရပြီဟေးတော်မတော်ပဲဟေး What's this? This is salt. Can I put it here? Yeah. Can I bow out there? Okay. မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကျွန်တော်တို့မိသားစုရဲ့မုတ်အချိုဝဲလုံနေတဲ့ပုံရိပ်များမြင်ကွင်းများဖြစ်ပါတယ်အခုမြင်နေရတဲ့မုတ်ကတော့အာလူပူတင်လုံနေတာဖြစ်ပါတယ်ကျွန်တော်နေတဲ့စိတ်ပေါ်မျိုးကနေမိနစ်40ကားမောင်းပြီးမှရောက်ရှိမယ်ချီစာကမျိုးတွင်19ရက်4လ2026ခုနှစ်တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်မည့်တက်ကြီးပူဇော်ပွဲနေ့အခမ်းအနားတွင်ဦးထုံးမင်းနိုင်ဒေါ်လာအောင်ခင်တာဦးစားရမင်းနိုင်မိသားစုမှာဆရာတော်တန်ဃာတော်များကြောက်ရောက်လာပြီး9သားသမီးဧည့်သည်တော်များသုံးဆောင်ရန်အတွက်မုတ်အချိုဝဲများကိုတွားရောက်ဆက်ကပ်လူတန်းမည်ဖြစ်ပါသည်ဤလူသည်ကျွန်တော်တို့မိသားစု၏နှစ်တစ်ကူအလူတစ်ခုလည်းဖြစ်ပါသည်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးနှစ်တစ်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပျော်ရွှင်နိုင်ကြပါစေလိုရင်ဆန္ဒတွေနဲ့ပြေးဝကြပါစေလို့ကျွန်တော်တို့မိသားစုမှာဆုတောင်းမေတ္တာပို့သပါသည်